အားလုံးမင်္ဂလာပါအခုနေ့ကတော့ဇန်နုကအသစ်ရပြီပေါ့နော်ဒီဇန်နုကအသစ်မှာဆိုလို့ရှိရင်အရင်လိုမဟုတ်ဘဲနဲ့ပေါ့နော်ဒီအယောင်ပြောင်းသွားရဲ့ဒီတို့ကတ်မှာအရင်ဆိုလို့ရှိရင်နေ့ဆိုနေ့တက်တက်နေ့ဆိုနေ့တက်တန်းပေါ့နော်လေးလက်ဆိုလေးလက်တက်တန်းထည့်ပြီးတယ်အခုကတော့အဲ့လိုမျိုးစမှာပါတော့ဘူးဇန်နုကတ်နံပါတ်ကဟိုအပေါ်ဆုံးမှပေါ့ဘဲနဲ့ဒီအောက်မှာရောက်သွားတယ်ပေါ့နော်တော့ပေါ့နော်ပြောချင်တာကတော့အဲ့ဒါပြောချင်တာမဟုတ်ပါဘူးဘာပြောချင်တာဆိုလို့ရှိရင်အခုတို့ဂျပန်အကောင့်ကငွေဝင်နေဆိုတာတော်တော်များများသိကြတယ်ပေါ့နော်ဇွန်အကောင့်ဖွင့်ပြီးတော့ TikTok အကောင့်ကနေငွေရှာခြင်းနဲ့ပေါ့နော်ဆိုတော့အဲ့လိုမျိုးရှာခြင်းနဲ့ဆိုလို့ရှိရင်တကယ်ပြီးပေါ့နော်ကိုအကောင့်ကဒီအကုန်လုံးပြည်စုံသွားလို့ငွေထုတ်တော့မယ်ဆိုလို့ရှိရင်အခုလက်ရှိကိုကចောင်းသားဖြစ်တယ်ចောင်းသားဘဏ်အကောင့်တွေပေါ့နော်အဲ့လိုမျိုးငွေထုတ်လို့ရလာပေါ့နော်အဲ့လိုမျိုးထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်ရောအခုတို့ဗီဇာတက်တန်းတိုးတဲ့အချိန်မှာပေါ့နော်TikTokကဝန်ထားတဲ့ဝင်ငွေအကြောင်းပေါ့နော်အခုတို့ဒီဗီဇာပြဿနာရှိနိုင်တာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အခုပြပြပေးချင်ပါတယ်ဆိုတော့ပေါ့နော်အလူကအသေးရတာဘာလို့ပြောရလဲဆိုလို့ရှိရင်အခုဒီတက်တော်ကနေဝင်ထားတာနည်းနည်းရှိတယ်ပေါ့နော်ဟိုအကိုရဲ့ဒီចောင်းသားဘဏ်အကောင့်နဲ့ပဲဗီဇာတင်တဲ့ဘဏ်အကောင့်နဲ့ပဲအကိုကဒီထုတ်ခဲ့တာဆိုတော့လေဆိုတော့အဲ့ဒါကြောင့်အကိုနည်းနည်းလေးပြဿနာရှိမှလားစိုးရင်တော့ဘာလို့ဆိုတော့အခုဗီဇာအရင်နေဗီဇာတွေကအရင်ကျက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အကိုအဲ့လိုမျိုးဗီဇာတိုးမရမှာပေါ့နော်အဲ့လိုမျိုးစိုးရင်တာရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ပေါ့နော်အခုကတော့ဒီနျူကန်လည်းဘာမှစစ်တာဘာညာမရှိဘူးပေါ့နော်ဘာမှမေးတာပြုတာလည်းတခုမှမရှိဘူးတခါတည်းရှားတယ်ပေါ့နော်ဘာလို့ဆိုတော့အခုအကိုရောက်ခါသားပထမတစ်ခါဗီဇာတင်တော့ကြတော့အကိုတို့ဒီကျောင်းကနေပေါ့နော် language school ကနေတင်ပေးတာဖြစ်ပါတယ်အခုနောက်တစ်ခေါက်တင်တာကြတော့အခုတင်ခဲ့ရကြတော့ကိုယ်တိုင်တင်တယ်ကိုယ်တိုင် form တွေဖြည့်တယ်ပေါ့နော်ကိုယ်တိုင်ရုံးသွားတင်ရတယ်ပြီးတော့လို့ရှိရင်ဒီအခုလိုမျိုးထုတ်တာတွေရတယ်ရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေကြောက်အခုအဲ့လိုမျိုးတွေကြောင့်ပေါ့နော်မရမှာကြောက်ခဲ့တယ်ပေါ့နော်ဆိုတော့အခုကတော့ရပြီပေါ့နော်ဆိုတော့ပေါ့နော်တခြားဗီဇာနဲ့လုပ်တဲ့သူတွေအတွက်ကတော့ပြဿနာအဲ့လောက်မရှိဘူးဆိုပဲပေါ့နော်ကျောင်းသားတွေအတွက်ကအဲ့လိုမျိုးအရန်စီကံတင်းကျပ်နေရမလို့ပေါ့နော်ကျောင်းသားတယောက်အနေနဲ့ပေါ့နော်ကျောင်းတက်နေတဲ့ကျောင်းသားတယောက်အနေနဲ့ဒီ online platform တွေကနေဝင်ငွေရှိတယ်ပြီးတော့ရင်ကိုယ့်ရဲ့ဒီကျောင်းသားဘဏ်အကောင့်တွေကနေထုတ်ပြီးတော့ပေါ့နော်ဗီဇာတင်တဲ့အချိန်မှာပြဿနာရှိလာဆိုရင်တော့အနေငယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးပေါ့နော်အခုကတော့အများကြီးမဝင်ဘူးပေါ့နော်ဒါအများကြီးမဝင်ဘူးအကုန်လုံးမှာဂျပန်ရဲ့1000ခွဲလောက်ပဲဝင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးနဲ့ဗီဇာတင်ခဲ့ရပါတော့ဆိုတော့အဲ့ဒါတော့အဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီအကိုတို့ကျောင်းရဲ့ဆရာမပေါ့နော်အခုဆမ်မွန်တက်နေတယ်ပေါ့နော်ဆရာမကိုမေးကြည့်တော့လေအဲ့လောက်ဝင်ပြဿနာမရှိနိုင်ဘူးပေါ့နော်အကယ်၍ဟိုကိုကမှပေါ့နော်အဲ့လိုမျိုး platform ကဝင်ငွေရှိတာလို့နျူကန်ကနေပေါ့နော်ဖုန်းဆက်ပြီးတော့အသေးသေးအချက်လက်ရေးခိုင်းတာတွေရှိရင်လည်းရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဆရာမပြောတာကတော့အဲ့လောက်အနေငယ်လေးကတော့ဟိုသူတို့မပြောလောက်ပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဟိုဆရာမတို့တခြားလေးပြောပြပေးတယ်ပေါ့နော်အခုလည်းအဲ့လိုမျိုးကယ်ပြီးပေါ့နော်ဖုန်းလာမလားပေါ့နော်စောင့်ခဲ့တယ်ပေါ့နော်ဆိုတော့ဟိုဘာမှလည်းမလာဘူးအဆင်ပြေခဲ့တယ်ပေါ့နော်ပြီးတော့လို့ရှိရင်အခု YouTube ဘန်သုံးတာပေါ့နော်ကျောင်းသားတွေတော်များတယ် YouTube ပဲသုံးမယ်တင်ပါတယ်ဆိုတော့ YouTube တချို့ပေါ့နော် line မတွေ့ဘူးလေအခုတို့ဒီ Facebook တွေပါတယ်နဲ့ဝင်နေဆိုလို့ရှိရင်အရန်စစ်တယ်ပေါ့နော် form တွေပါတယ်တင်ရတယ်ဘာရဘယ်လိုဝင်တာဘာညာဆိုပြီးတော့အဲ့လိုမျိုးရှိရတယ်လေအခုတခါလေတွေ့ဘူးရပေါ့နော်ဆိုတော့အဲ့လိုမျိုးဝင်ငွေရှိတဲ့သူတွေကတော့ဒီ Facebook ကနေဖြစ်လို့လားဒါမှမဟုတ်ဝင်ငွေအရန်များလို့စစ်တာလားတော့မသိဘူးပေါ့နော်ဆိုတော့ပေါ့နော်အခုအကူကကြတော့အဲ့လိုမျိုးမဟုတ်ဘူးဝင်ငွေလည်းအရန်မများဘူးပြီးတော့အနေနဲ့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မလို့အခုဒီ YouTube ဘန်ကလည်းလုံးဝဖုန်းလည်းမဆက်ဘူးစစ်လည်းမစစ်ဘူးဟိုငွေဝင်တယ်ငွေထုတ်လို့ရတယ်ပေါ့နော်ပြီးတော့အကိုဗီဇာတိုးတဲ့အချိန်မှာလည်းပြဿနာလုံးဝမရှိခဲ့ဘူးပေါ့နော်ဆိုတော့ပြပြချင်တာတော့အကိုတို့အဲ့လိုမျိုးလုပ်ချင်တယ်ပြီးတော့လို့ရှိရင်အကိုတို့ဒီငွေထုတ်ရမှာပေါ့နော်ကိုယ့်ရဲ့ចောင်းသားဘဏ်အကောင့်နဲ့ငွေထုတ်ရမှာကြောက်တယ်ဆိုလို့ရှိရင်ဟိုကြောက်တယ်ဆိုတဲ့သူတွေကြောက်ကိုယ့်ရဲ့ဘဏ်အကောင့်ကနေပေါ့ကိုယ့်ရဲ့ចောင်းသားဘဏ်အကောင့်နဲ့ငွေထုတ်ချင်တယ်ဆိုတဲ့ចောင်းသားတွေပေါ့နော်ရှိရင်လည်းရှိနေပေါ့နော်ဆိုတော့အားကြောင့်မလို့ဟိုအကိုလက်တွေ့ဖြတ်တန်းခဲ့ကြုံခဲ့တဲ့ဟာတွေပေါ့နော်ကိုလုပ်ခဲ့ရတဲ့ပတ်သက်ပြီးတော့အကိုတခြားလေးပြန်ပြပြပေးရဖြစ်ပါတယ်ဆိုတော့ပေါ့နော်အခုနောက်ပိုင်းမှာအခုကဗီဇာလေးအရန်စီကံတင်းကျပ်နေရဆိုတော့လေအကိုလည်းအခုလောလောဆယ်မှာတင်ပြီးတော့ဗီဇာရလာမလို့ပြပြပေးတာပေါ့နော်ငွေအနေငယ်ပြဿနာမရှိဘူးပေါ့နော်တစ်လကို2000 3000အဲ့လောက်ဝင်ဂျပန်ရန်3000 2000 3000 4000 5000အဲ့လောက်ကပြဿနာမရှိဘူးပေါ့နော်1000ချေဝင်တဲ့သူတွေကတော့နည်းနည်းပြဿနာရှိရပါတော့အခွင့်ပြဿနာတွေပါတယ်သူတို့တခြားလေးပြောပြပြီးမှအဲ့လိုမျိုးလောက်ရမယ်ဆိုပြီးတော့ပြဿနာရှိရပါတော့အခုလိုမျိုးဟိုနည်းနည်းလေးပေါ့နော်ဂျပန်ရန်1000 2000ပေါ့နော်3000အဲ့လောက်ကပြဿနာလုံးဝမရှိဘူးပေါ့နော်ဆိုတော့ပြောချင်တာကတော့အဗီဇာနဲ့နေတဲ့အကြောင်းသားတွေပေါ့နော်အခုလိုမျိုးဒီ online platform နဲ့ငွေရှာတယ်ပြီးတော့ငွေထုတ်တယ်ဆိုလို့ရှိရင်ကျောင်းသားဘဏ်အကောင့်နဲ့ထုတ်ခဲ့လို့အဆင်ပြေလားပေါ့နော်အကူကတော့ပြေခဲ့ပါတယ်ဆိုတော့အဲ့လိုမျိုးလုပ်ချင်တယ်ဆိုလို့ရှိရင်ကိုယ့်အကောင့်ကငွေအများကြီးဝင်တာမရှိဘူးဆိုလို့ရှိရင်ကိုယ့်အကောင့်သုံးပြီးတော့ထုတ်လို့ရတယ်ပေါ့နော်။ကြည့်ပြပေါ့နော်ကိုဝင်ငွေကိုရဲ့ဝင်ငွေတွေအရင်များလဲဆိုရင်တော့ကျောင်းသားအကောင့်နဲ့ပေါ့နော်ဟိုမသုံးနဲ့ပေါ့နော်မသုံးသင့်ပေါ့နော်ဘာလို့ဆိုတော့အခုငွေအရင်ကျပ်နေရအနေငယ်အခုပြောဆို1000 2000 3000 4000ပြဿနာမရှိပေါ့နော်အခုကိုယ်တိုင်တင်ခဲ့တာဆိုတော့လေဆိုတော့ပေါ့နော်ဒါဘာလို့ပြပြလဲဆိုလို့ရှိရင်အခုအဲ့လိုမျိုးပေါ့နော်အခုရောက်ကြတဲ့မှာဒီလိုမျိုးပေါ့နော်ကျောင်းသားဘဏ်အကောင့်နဲ့အဲ့လိုမျိုးငွေထုတ်ခဲ့တာတွေဟိုငွေထုတ်တာတွေပေါ့နော်အဲ့လိုမျိုးဟာတွေအခုတိတ်မတွေ့ဘူးတဲ့အတွက်ကြောင့်မလို့ပေါ့နော်အခုကိုယ်တိုင်တော့ကလည်းငါဒီလောက်ပတ်စံလေးထုတ်လိုက်လို့ရှိရင်အဆင်ပြေပါမလားအခုကဘာလို့ဆိုလို့ရှိရင်ကွာကျောင်း
ကျောင်းပေါ့နော်ဂျပန်ရောက်ကြရမှာအခုသူများတွေဆိုရင်ကျောင်းသားဘဏ်အကောင့်တွေပေါ့နော်အနေငယ်ငွေလွှဲငွေပြုတွေလုပ်တယ်အခုလုံးဝဝင်ငွေအဝင်အထွက်မရှိပေါ့နော်အလောက်ကဝင်ငွေရှိတယ်ပြီးတော့လို့ရှိရင်ထုတ်တယ်ပေါ့နော်အဲ့ဒါပဲရှိတာကျန်တဲ့သူစီကနေအခုဘဏ်အကောင့်တွေဝင်နေဆိုတာလုံးဝမရှိပေါ့နော်အခုငွေအလွှဲငွေထုတ်လုံးဝမလုပ်ဘူးဘဏ်ကျောင်းသားဘဏ်အကောင့်ကြောက်လို့ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးမလုပ်တဲ့ခြားတွေကနေအခုဒီတစ်တော်ဝင်ငွေတခုကိုဘဏ်အကောင့်သုံးပြီးထုတ်လိုက်တဲ့အချိန်မှာပေါ့နော်တော်တော်လေးစမ်းကြည့်ရပါတော့အခုလည်းအဲ့လိုမျိုးအများလည်းမများဘူးဆိုတော့လေဆိုတော့ပြောချင်တာတော့အခုတို့အဲ့လိုမျိုးထုတ်ချင်တယ်ဆိုတော့ငွေဝင်ငွေအရန်မများဘူးဆိုလို့ရှိရင်အဆင်ပြေတယ်ဝင်ငွေအရန်များသွားတော့နည်းနည်းအန်ဒီရရှိနေတယ်ပေါ့နော်ဒါကတော့ပေါ့နော်အခုလက်ရှိအခုထုတ်ခဲ့တဲ့ဟာနဲ့အခုဗီဇာတင်ခဲ့တဲ့ဟာနဲ့တခြားလေးပြပြပေးတာဖြစ်ပါတယ်ဆိုတော့ပေါ့နော်ဒါတော့တခြားအရန်များတဲ့ဝင်ငွေရမ်းများတဲ့သူတွေအတွက်တော့အခုလည်းမပြပြတော့ပေါ့နော်ဆိုတော့အခုအကုန်ထုတ်ခဲ့ရ TikTok platform တစ်ခုတည်းပေါ့နော်ဟို TikTok Facebook ဒီ YouTube တွေဘာတွေကတော့အခုလည်းမရှိတဲ့အတွက်မသိဘူးပေါ့နော် TikTok ကတော့အဆင်ပြေခဲ့ပါတယ် YouTube ဘန်အကောင့်တွေပေါ့နော်ဆိုတော့ပေါ့နော်အခုလိုမျိုးအခုတို့ဒီနည်းနည်းပပလေးငွေအပုံငွေရှာနေတာဖြစ်ဖြစ်ဝန္ဒနာပါလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလုပ်ချင်တယ်ဆိုចောင်းသားဘန်အကောင့်နဲ့ထုတ်မယ်ဆိုလို့ရှိရင်အရန်အများကြီးမဟုတ်ဘူးဆိုရင်အဆင်ပြေတယ်ပေါ့နော်ဆိုတော့ပေါ့နော်ဒါတော့အခုလက်ရှိကြုံတွေ့ခဲ့ရတယ်အခုလောက်ခဲ့တဲ့နေပတ်သက်ပြီးပြပြပေးတာဖြစ်ပါတယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်